ပေါ့နော်မြောက်ဒီမှာငါ့ဤစားသူ့ဤစားသူ့ဤစားလည်းသူ့ဤစားအဲ့လိုမျိုးကွာဘယ်လိုလဲငါနဲ့သူနဲ့ဤစားဆိုရင်ငါရဲ့မင်္ဂလာပါမြန်မာကဲ channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့မြဝတီမှာအလုပ်လုပ်နေတဲ့ကောင်မလေးရဲ့ရီးစားအရှုပ်တော်ပုံအကြောင်းပဲဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုညီမနဲ့အတူလိုက်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်မြောက်ဒီမှာငါ့ဤစားသူ့ဤစားသူ့ဤစားလည်းသူ့ဤစားအဲ့လိုမျိုးကွာဘယ်လိုလဲငါနဲ့သူနဲ့ဤစားဆိုရင်ငါရဲ့သူကငါ့ဤစားဒါပေမဲ့သူ့မှာနောက်ထပ်ဤစားရှိရဲ့နောက်ထပ်သူ့ရဲ့ကောင်မလေးမှာဆိုတခြားကြီးစားရှိရဲ့အဲ့လိုမျိုးလေငါလည်းမပြောတော့ဘူးပြောရီပါဖောက်ပြန်တဲ့လူအရန်များတယ်ထားပါတော့ကြီးစားရှိရဲ့ဆိုရင်လည်းနောက်ထပ်ဖောက်ပြန်တာပဲမိန်းမရှိရဲ့ဆိုလည်းနောက်ထပ်ဖောက်ပြန်ကြရင်အများစုလို့ငါတခါလေးပြောရနော်ဘာဖြစ်လို့လဲဆိုတော့အချို့တစ္ဆာရှိရဲ့လူလည်းရှိပါတယ်တစ္ဆာရှိရဲ့လူတွေလည်းငါလိုတစ္ဆာရှိရဲ့လူလည်းရှိပါတယ်ဒါပေမဲ့အရန်နဲတယ်ပြီးတော့ဖောက်ပြန်တဲ့လူကပုံများတယ်ကွာသိရမလားအဲ့လိုမျိုးပေါ့နော်အဲ့ဆိုသူတို့တွေကလိုင်းမကောင်းဘူးအင်တာနက်မရဘူးဆိုမလေသူတို့ဖုန်းလိုင်းတွေပါပြန်ပြတ်တော့မယ်ကွာတိတာ wifi နဲ့အများတန်းရတယ်မြောက်တွေကနေရာဂျုံနေမှာဆိုလို့ရှိရင်လေwifi နဲ့ပြတ်သွားတယ်ဆိုတာအရန်ရှားတယ်တိတာအဲ့ဆိုတိတ်မယုံကြနဲ့နင်တို့ရေးစားတယ်နင်တို့လိန်တာနင်တို့မခံကြနဲ့ငါဒါကပြောပြရမဟုတ်တော့ငါပြောပြတယ်တဘောကိုပြောပြတာဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဗီဒီယိုလေးနဲ့ပတ်သက်ပြီးဘဟုတုတိုက်ရတယ်ဆိုရင် channel လေးကို like and subscribe လုပ်ပေးခဲ့ဦးတို့ပြောရင်နောက်ဗီဒီယိုမှာပျောက်တွေ့ကြပါမယ်ရှင်